ရောက်ပြီနော် gas ထပ်ပြမယ်ဆိုတာကအသစ်စမ်းတော်များပါလာတယ်6လုံးလောက်ထည့်ရောက်တယ်ကျွန်တော်တခါတည်းနည်းနည်းတော့ဖောက်ထားလိုက်တယ်ဟောပေါ့တခါမြင်ပြလို့ရအောင်ဒီဘက်ကနေကျွန်တော်ပြလိုက်နည်းနည်းလေးပြတော်လေးတော်ရအောင်မိုက်ကိုတွားရတာမသိပါဘူးမိုက်ကိုဖွင့်လာโอเคဆိုတော့ကျွန်တော်ဒီကောင်လေးစပြမယ်ဒီကောင်လေးကကြတော့ကျွန်တော်ဟိုတနေ့ကပြလိုက်တဲ့အညိုလေးနဲ့တူပုံစံတူပဲဒါပေမဲ့သူကအမဲကိုသွားတယ်မဲတရားပေါ့သူကအမဲနဲ့ညို2အောင်မဲလာတာဒီလို cross body bag ကျွန်တော်တရားမကြည့်ရသေးဘူးကျွန်တော်ဒီတိုင်းပဲအခုဘေးနာခုနရိုက်ခံနေကြမှာကျွန်တော်ဘာပဲတွေဖောက်ပြီးတော့ဟုတ်လားကျွန်တော်ဘာမှမကြည့်ရသေးဘူးသူ့ရဲ့ပုံစံမျိုးနော်ဒီမှာဒီကျိုးနဲ့သွားတယ်ဒါကျွန်တော်ရင်းနှပြပြီးသားပဲမခေါင်းတွေပါတွေအကုန်သိပြီးသားဒီမှာစစ်တွေပါတွေစနေလိုင်းလာတယ်အဲ့ဒီမှာသွားလိုက်မယ်တော်လေးမိုက်တယ်ပေါ့ရွှွလေးနဲ့ထားတစ်ခုရှိတယ်အညိုနဲ့အမဲနဲ့အဲ့လိုမျိုးတစ်ခုရတာသူ့ရဲ့ခေါင်းနဲ့ကြီးပါရတာကားပေါ့ဗျာနော်โอเคနော်ဆိုတော့ဒါအများကြီးကျွန်တော်သိပြကြမလို့တော့ဘူးမိုက်ပြီးသားကြိုက်ပြီးသားတော့ကျွန်တော်အများကြီးပြောကြအောင်ရှိတော့ဟုတ်ပြီအဲ့ပြီးတော့ဟိုနေ့ကတအားကျွန်တော်ပြလိုက်တော့အရန်ကြိုက်ကြတဲ့အဖြူလေးထပ်ပြလိုက်တာပေါ့ဗျာနော်ဒီကောင်လေးကကြတော့တော်လေးလေးလာတယ်ကျွန်တော်ကိုယ်နဲ့အရန်ကြိုက်တယ်ဆိုကျွန်တော်ပြီးခဲ့တဲ့ခါကပြောခဲ့တယ် gas ကရနေသေးလားဆိုတော့ sales ကရနေသေးတယ်ကျွန်တော်ချက်လာပြောပြီးပြီသူ့ကိုကျွန်တော်မရအောင်စူးစမ်းပြီးတော့လုပ်ပေးမယ်နော်အဲ့ဒါကျွန်တော်အခုစူးစမ်းနေတယ်ပေါ့မရတဲ့ item မရအောင်အစ်စ်ပါတယ်ဟိုတနေ့ကကျွန်တော်ရိုက်ဝါပြတဲ့ဟာလေးလက်ကင်လေးနဲ့လှမလာလေးဒီလိုလေးဩထုတ်ပြမှာခဏလေးအဲဒီမှာဒီလိုပုံစံလေးအကျိုးကတော့ဒါကျိုးလိုချင်ကျိုးလိုကျိုးမြူချင်နဲ့တုံးလိုက်အဲ့လိုပုံစံလေးနော်တအားလာပြီးချစ်ဖို့ကောင်းဒါနာကပတ်လေးနဲ့ခေါင်းလေးနဲ့အများကြီးဘာမှပြောကြမလို့တော့ကောင်းတယ်ပြတော်တော်လေးမိုက်တယ်ဒါနောက်ပိုင်းထဲမှာပေါ်လာဒီ model လေးရလေတဲ့လားဆိုတော့မှသူ့လိုမျိုးပဲတခြားပုံစံလေးသူကဂိုင်းလေးနဲ့ထွက်တယ်ဒီတက်ကြီးမဲ့ဆိုဂိုင်းမပါတော့ဘဲနဲ့ဟိုနော်ဒီတက်သေးတယ်ဆိုလို့ရှိရင်ရှိတယ်ဒီတက်အကြီးလည်းရှိတယ်ထိုက်ကြီးလည်းရှိတယ်တော်တော်လေးမိုက်တယ်စစ်တယ်โอเคနော်အဲ့ဒါလေးကျွန်တော်အများကြီးပြောတော့ဘူးတည်ပြီးသားဆိုတော့ဟုတ်ပြီနောက်တစ်ခုကကြတော့အမဲလေးကသူကတစ်မျိုးပဲနော်တူလားအတူတယ်ဝါဒီအမဲကရေလေလှတယ်ခုနအဖြူတိုင်းပဲအမဲဖြူမပြဘဲတော့မဲပြလိုက်ရနှစ်ခါကြည့်ကြအောင်လို့တော့ဒီတိုင်းပဲအမဲလေးလာတယ်ကြည့်လိုက်အောင်မကြည့်ရသေးဘူးမိုက်လားရှယ်ပဲလားဟိုအမဲလေးတက်တာပဲတော်တက်နေသူဒီဟာလေးတွေပါတယ်နော်သူမှသူကတက်ကလေးတွေအများကြီးပါတယ်သူ့ဟာနဲ့သူမျိုးစီပါလာခါကျရင်ပတ်စံအေးလေးဒီခါကျရင်တော့ချိတ်လေးခါကျရင်တော့ပုံစံလေးတော့ခလောက်ပုံစံလေးအစုံပဲဒါကြရင်သူ့ရဲ့ brand မှာ GUES ဆိုတန်းတန်းလေးလည်းပါတယ်အဲ့လိုလေးခုလည်းပါတယ်တော်တော်လေးလာတယ်ပေါ့နော်အားရှိတယ်ဟာသူ့ရဲ့အများကြီးပြောကြမလို့တော့တော်တော်လေးမိုက်တယ်မဲလာတာပဲစင်နာတယ်အောင်လာတယ် elegant ဖြစ်တာဗျာဒီ elegant ဖြစ်တာအဲ့လိုပြောโอเคဟုတ်ပြီနောက်တစ်လုံးကျန်သေးတယ်နောက်တစ်လုံးကကြတော့ပြဖူးတယ်သူကကြတော့နည်းနည်းလေးဝက်သက်လေးပါလေးပါဟိုဘယ်လိုပြောမလဲတမျိုးလေးပေါ့ဗျာနည်းပိုချေသွားမှာပေါ့နည်းပိုချေသွားမှာပြပေးမယ်ခဏလေးဟေးဘာဘာလို့ဖြစ်လဲโอเคဒါလေးကြဒီမှာဒီလိုလေးကျွန်တော်ပြလိုက်ကြကောင်မယ်ဒီကောင်လေးကကြတော့ဒီကောင်လေးပဲပြဖူးတယ်နော်ဒါလေးတော်တော်လေးကြိုက်ကြတယ်ကျွန်တော်ရောင်းရအောင်ထဲမှာတော့နောက်ပိုင်းပါလာပြီတဖြည်းဖြည်းနဲ့တစ်လုံးနဲ့များပါလာတော်တော်လေးလာတယ်နောက်မှလည်းဒီမှာနောက်လုံးလေးနဲ့တော့ဂိုင်းလဲပါတယ်ဒီလိုဂိုင်းလေးဆိုလို့ရှိရင်လည်းပဲပွဲသက်လေးပါလေးလှတယ်ပေါ့ဗျာကာကီရောင်လေးဒါလေးကနော်ဒီလိုလေးပါနောက်မှအိတ်ကထည့်လို့ရတယ်နောက်ပြီးဒီကောင်ဒီမှာကျွန်တော်ပြမယ်ဒီကောင်ကိုလန်လိုက်ပြီးတော့ဒါသူ့ရောင်မဟုတ်နော်ဒါတက်ထားတာသူ့ရောင်ဒီလိုလာပါဒီလိုလာပါဒီလိုလေးလာပါဘယ်လောက်လာလောက်လဲတော်တော်လာနော်တော်တော်လေးကိုလှတယ်ဗျာပွဲလေးတင့်တယ်လူကြီးလူငယ်လည်းဆန်တယ်တော်တော်လေးမိုက်တယ်လူကြီးကလည်းလူငယ်ဆန်တယ်လူငယ်လည်းလူငယ်ဆန်တယ်လို့လေးပါနော်โอเคဆိုတော့အဲ့ဒါလေးရမယ်ဒီမှာဟိုနှညပြန်ထည့်လိုက်အောင်ဟုတ်ပြီဆိုတော့ဒီဘက်မှာနောက်တစ်ခုဒါအလုံးကအစ်စ်ကျွန်တော်တစ်ခါမှမပြဘူးရောင်းလည်းမရောင်းဘူးပြီးတော့ product အစ်စ်ထဲမှာပြန်ဝင်လာတဲ့ကောင်လေးအခုကျွန်တော် sales ထဲမှာထပ်ဝင်လာတဲ့ကောင်လေးအဲ့ဒါလေးကကျွန်တော်ကိုစင်တူလေးကင်ကျင်လို့ဆိုပြီးတော့လာတာဒါကျွန်တော်ဗာနဲ့တူတယ်လို့ပြောပြရင်ဒီသားလေးကကျွန်တော်တရားမကြည့်ရသေးဒီသားလေးကဗာနဲ့တူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လွယ်အိတ်ကြောဘိုးကြီးတစ်ခုရောင်းမှုတယ်ကြောဘိုးကြီးထဲမှာအဲ့အသားလေးနဲ့တပုံစံနဲ့အဲ့ style လေးတိုင်းထွက်ထားတာကြည့်လိုက်အောင်ပါဝါသူကအီးလေးဒီလိုအီးလေးလုံးဝပိတ်လှလေးပုံစံပိတ်သားလေးကိုမှအီးညံရောင်လေးကျွန်တော်ထင်တာတဲ့တော်တော်လေးကိုကောင်းတယ်ကျွန်တော်ဟိုဟာတွေကကျွေသွားတာဗာလေလွယ်အိတ်ထဲကကျွန်တော်အရန်ကျွေသွားတာအဲ့ဒါလေးကောင်းတယ်ကျိုးကလွယ်ကျိုးလေးနဲ့ပြီးတော့ဟိုပါသေးတယ်လွယ်ကျိုးပဲလားလွယ်ကျိုးပဲထင်တယ်နော်လွယ် cross body ပဲဒီလိုအဆောင်လွယ်ကျိုးလေးနဲ့သွားမယ်ဒီကျိုးကတော့ဗာလဲမကျွန်တော်ထင်တာဆွဲလို့ရအောင်မတင်တယ်ကျိုးသီးတန်လေးရဲ့တေးသေးလေးတော့ပါမယ်ဒီလိုလေးလက်ထိုးလို့ရမယ်အားလေးပါအောင်မယ်
နောက်မှ zip ပါမယ်နော်ဒီမှာ tag ဒီကုန်ပါပြီးဒါတွေကကျွန်တော်အများကြီးပဲ gas အစိမ့်တက်ကောင်ဖြစ်သွားတယ်နော် okay ပြီးတော့ကျွန်တော်ထည့်ရပြမယ်ထည့်ရကြတော့ထည့်ရကြတယ်ဘက်မှာနှစ်ခုသွားလိုက်တယ်ပြင်မားလိုက်တယ်ဟုတ်ဒါကျူရတယ်ကျွန်တော်ခဏဖေးလိုက်သွေးထဲမှာဘာလဲဒါဒီ punch pad တွေကတော့တော်တော်များပါပြီးသားပါပဲကျွန်တော်အများကြီးပဲသူ့ပုံနဲ့ဒီလိုရှော့အောင်ရမ်းချစ်ဖို့ကောင်းနော်ချစ်စရာโอเคအဲ့တော့ဒါထဲမှာတော့တလုံးအတူတူပဲဆိုတော့ကျွန်တော်မပြတော့ဘူးโอเคဒါ gas ကကြောင်းနေတဲ့ဟာလေးတွေပေါ့ဗျာခေါင်းလေးရတယ်တော်တော်လေး classic ဖြစ်တယ်ဆိုတော့ကျွန်တော်တော်များဒါတွေက gas ကိုပြောင်းရ gas စီလိုချင်တယ်ဆိုလို့ရှိရင်ထပ်မှာလို့ရတယ်နာရီပဲဖြစ်ဖြစ်ပတ်စံရီပဲဖြစ်ဖြစ်လာပြီးတော့မှာလို့ရသေးတယ်ကျွန်တော်ပြောလုပ်ပေးမယ်ကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပေးမယ်အဲ့တော့ကျွန်တော်ပြောနေရတဲ့အတိုင်းပဲကောင်းကောင်းတန်တန်စစ်စစ်လေးရစီခြင်းတဲ့ခါကျတော့ကျွန်တော်ကိုရီမားတွေယူသေးခြင်းနဲ့ရသေးခြင်းနဲ့တော်တော်လေးလက်မိုက်တယ်ပြီးတော့စကိုင်းနဲ့ဆန်းနေဗျာပြီးတော့အများနဲ့ up to date ဖြစ်နေတဲ့ခါကျတော့တော်တော်လေးခေါ်တယ်ကျွန်တော်လည်းသဘောကျတယ်โอเคနော်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာပြန်ပြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်လာပြီးတော့ပြောလိုက်ပါ guess ပါ